ဆေးဆွနဲ့ပြည်ရလေးရဲ့စတိုင်းတီတွေမှုဖြစ်ပြီးအကြပ်စစ်သားဆန္ဒဟုတ်သည်အများပြတဲ့အရာမကွေးတိုင်းချောင်းမြို့နယ်အတွင်းဂျပန်ဆေးဆွနဲ့ဒေတွေတိုက်ပွဲလေးရဲ့စတိုင်းဖြစ်ပွားခဲ့ပြီးဆေးစုဘက်ကနေရောက်12ယောက်တည်ဆောင်ကအများပြထိခိုက်သွားကြောင်း6 Revolution Army တာဝန်ရှိသူကပြောတယ်ဒီဇင်ဘာလ23ရက်ကစာလုံး26အထိချောင်းမြို့နယ်တွင်ဝင်ရောက်နေတဲ့အကြမ်းဖက်စစ်ကြောင်းပါဝင်စစ်တပ်ဂိတ်တွေကားတန်းတွေကို6 Revolution Army နဲ့တော်လိုင်းတပ်တွေတိုက်ခိုက်ခဲ့တယ်ပထမဆုံးအနေနဲ့ဒီဇင်ဘာ23မိနစ်စောပိုင်းမှာ6မြို့နယ်တွင်စစ်တပ်အထိုင်စကန်လုပ်ထားတဲ့ဖို့ကုန်းရွာနဲ့ကုန်းကြီးပြူစောတိရွာတွေကိုတော်လိုင်းတပ်တွေကတပြိုင်နက်တည်းတွားတိုက်ခိုက်ခဲ့ပါတယ်အဲဒီနောက်ထိတွေ့တိုက်ပွဲနိုင်ကြဖြစ်ပွားကဂျပန်စစ်တပ်ဘက်ကပိုအဆင့်ရှိသူအပါအဝင်၄ယောက်တည်ပြီးအများပြားထိခိုက်ခဲ့လို့6 Revolution Army တာဝန်ရှိသူကပြောတယ်ဒါအပြင်နောက်တစ်နေ့ဒီဇင်ဘာ24ရက်နေ့နေ့လယ်ပိုင်းမှာလည်း6မြို့နယ်ကျန်းခိုင်ပါတီကျန်းခိုင်ပါတီအမတ်ရဲတင်လိုက်ပါလာတဲ့ကားတွေကိုကြောင်ပတောင်6ကားလမ်းပေါ်မှာကြားပြတ်တိုက်ခိုက်ခဲ့ကြောင်းနဲ့ရဲတင်ရဲ့ကားဒရိုက်ဘာပါဝင်3ယောက်သေ10ယောက်ပြင်းထန်ထိခိုက်သွားကြောင်းပြောတယ်ဒီဇင်ဘာ25ရက်နေ့နေ့လယ်ပိုင်းမှာလည်း6မြို့မြောက်ဘက်မြို့ဝင်မှာရှိတဲ့ကြောက်တဲဂိတ်ကိုစီးနင်းခဲ့ကြောင်းနဲ့စစ်သား2ယောက်ပွဲချင်းမိသေဆုံးခဲ့တယ်ဒါအပြင်ဒီဇင်ဘာလ26ရက်နေ့မနက်ပိုင်းမှာလည်း6မြို့နယ်တွင်ကတစ်တူကန်တလုံးတွေပြရွာကန်တောက်ကြောင်နဲ့ IGGRC စစ်ကြောင်းတို့ဝင်ရောက်လာအကြမ်းဖက်စစ်တပ်ကိုထိုးစစ်ဆင်လာတဲ့ရှောက်ဒရုန်းတွေနဲ့ပေါ်ကျတိုက်ခိုက်ခဲ့ကြောင်း6 Revolution Army တာဝန်ရှိသူကပြောတယ်။မဆိုပါတိုက်ခိုက်မှုကိုစစ်သားတို့အသေးဆုံးက15ယောက်နီးပါးထိခိုက်ဒဏ်ရာသွားတယ်လို့ဆိုတယ်။ဒါအပြင်တော်လိုင်းတပ်ဖွဲ့ဝင်2ယောက်လည်းထိခိုက်ဒဏ်ရာမစိုးရန်ကိုစီရရှိခဲ့ပါတယ်။စေအုပ်စုနဲ့လေးရဲစတိုက်တီတွင်မှုကိုမကွေးခိုင်စစ်တာနာညွှန်ကြားချက်နဲ့6 Revolution Army SR7 မကွေးတိုင်းဒုလုံရှားတရင်မကွေးခိုင်အမတ်တေတရင်အမှတ်နဲ့တရင်မြိုင်မြတဲ့ပြည်သူ့ကာကွယ်ရေးဖွဲ့ပူးပေါင်းလှုပ်ဆောင်ခဲ့အောင်ဖြစ်တယ်။အထိနာသွားတဲ့စစ်ကြောင်းကပြရွာကနေတလုံးပေါဝင်ကန်တောက်ကျောင်းရွာကနေ3လုံးနဲ့ IG ရွာကနေတလုံးကိုမိရှို့ဖျက်ဆီးခဲ့ပါတယ်။အဲဒီနောက်စစ်တပ်ကဒီဇင်ဘာ29ရက်နေ့ညပိုင်းမှာ IG ရွာကနေဖို့ကုန်းရွာပဲဆုတ်ခွာသွားတယ်လို့6 Revolution Army တာဝန်ရှိသူကပြောတယ်။ဆက်လက်ပြီးဒုတိုင်းစစ်ဌာနအောက်တရင်839တင်းနဲ့ဒရုန်းတပ်ဖွဲ့181ကိုတို့အတီးပြုတိုးချဲဖွဲ့စီမြန်မာ့နယ်တော်လိုင်းကိုအများဆုံးဆုံးသက်အောင်မြင်နိုင်တဲ့အတွက်အင်အားသစ်တွေစုစည်းခိုင်မာရေးကအဓိကအကြဆုံးချက်ဖြစ်တာကြောင့်အထူးတိုင်းစစ်ဌာနအနေနဲ့တရင်839တင်းရှေးဂိုင်လာ4နဲ့ drone တပ်ဖွဲ့ Flying Force Drone 4တို့ကအတီးပြုတိုးချဲဖွဲ့စည်းခဲ့ကြောင်းကြေညာတယ်လက်ရှိအထူးတိုင်းစစ်ဌာနရဲ့ကုကဲမှုအောင်မှာနေပြ5ခုရှိပြီးတရားဝင်ကုကဲမှုခံယူထားတဲ့တိုက်ခိုက်တဲ့17ရင်းနဲ့စစ်စင်ရေးကိုပေါ်ဆောင်လျက်ရှိတယ်ဒါအပြင်ရန်ကုန်ပဲခူးမော်ပြည်သူ့ကာကွယ်ရေးဖွဲ့ရဲ့တိုက်ခိုက်စစ်ကြောင်း3ကြောင်းနဲ့ drone လန်တပ်ဖွဲ့5ဖွဲ့တို့ကလည်းတိုင်းစစ်ဌာနရဲ့တိုက်ရိုက်ကုကဲမှုအောင်မှာတာဝန်ထမ်းဆောင်ရရှိပါတယ်လက်ရှိမှာလည်းအင်အားတောင်တွေခိုင်မာစေဖို့အတွက်ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စေုံကျော်ရဲ့လက်ညှိုးချက်တွေနဲ့ညီအမှတ်839ဒေတာနဲ့အမှတ်181ကို drone တပ်ဖွဲ့တို့ကိုစေုံကျော်ကနေစစ်ဆေးလက်ခံခဲ့တယ်ဒါအပြင်တိုင်းစစ်ဌာနအနေနဲ့ပကပတိုက်ခိုက်စစ်ကြောင်းတွေကိုလည်း PDF တွေနဲ့မကြောင်လေ့ကျင့်စုဖွဲ့နေပြီးစစ်ရေးတွေမှာအားလုံးအတူပူးပေါင်းလျက်ရှိလို့သိရတယ်။တရင်နဲ့တပ်မှတ်တိုးချက်ဖွဲ့စည်းမိခြင်းကအင်အားတွေပိုတောက်တွင်မိတ်ပေးကိုကဲမှုလည်းပိုတရောက်တဲ့စစ်စင်အကောင့်တဲ့အောင်မြင်ဖို့အကောင်းဆုံးလာတာတစ်ခုပဲလို့ရဲဘော်အောင်ဆန်းရှာပြောတယ်။အခုလိုကိုကဲမှုစနစ်နဲ့ညီတဲ့တပ်ဖွဲ့တိုးချက်ဖွဲ့စည်းခြင်းအခိုင်အမာအကောင့်နဲ့တိုင်းစစ်ဌာနတစ်ခုဖြစ်အတွက်ရှီမန်းချက်တရဖြစ်ပြီးဒေါ်လာရေးအတွက်လိုအပ်တဲ့အခြေအနေကောင်းတွေကိုဖန်တီးတည်ဆောက်ခြင်းဖြစ်တယ်လို့တိုင်းစစ်ဌာနကပြည်သူလူထုထံသိပေးထုတ်ပြန်တယ်။ဆက်လက်ပြီးစကိုင်းတိုင်းမှာဖွံ့ဖြိုးရေးကျောင်းနယ်ရှိစစ်သားလက်နက်ကြီးပစ်ခတ်ခံကထိခိုက်မှုများပြားစကိုင်းတိုင်းစကိုင်းမြို့ကဖွံ့ဖြိုးရေးကျောင်းနယ်တက်ဆွဲထားစီအိုကိုလက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Generation Set Power ပြည်သူ့ကာကွယ်ရေးပြပြကြားတပ်ဖွဲ့တာဝန်ရှိသူကပြောတယ်ဒီဇင်ဘာ28ရက်နေ့မှာတူရောင်ရွေးကောက်ပွဲကျင်းပနေချိန်စကိုင်းမြို့အုံတော်ရဖွံ့ဖြိုးရေးကျောင်းဝင်းနဲ့တက်ဆွဲထားတဲ့ချက်ဖက်စစ်သားတွေကိုတော်လိုက်တွေကလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ဒီတိုက်ခိုက်မှုကို Generation Set Power ကြီးစပ်ပြီးပြည်သူ့ကာကွယ်ရေးမြို့ပြပြကြားတပ်ဖွဲ့နဲ့အတူဒေါ်ရင်တူပီ NDF နဲ့လက်မြေကန်ပကဖာတွေပူးပေါင်းလှုပ်ဆောင်ခဲ့ဖြစ်ပြီးလက်နက်ကြီးကအကြောင်းဝင်တွေကြောင်းပောက်ခွဲခဲ့တဲ့လက်နက်ကြီးအကြောင်းဝင်တွေကကြောင်းကြီးနေထိုင်ရာအိမ်နဲ့ကလေးချင်းတွေထိခိုက်ပျက်စီးခဲ့ပါတယ်တိုက်ခိုက်မှုတွေစေအုပ်စုဘက်ကအများပြားထိခိုက်သွားပြီးစကိုင်းတပ်မ33ကနေပါစစ်ကားရောက်ရှိလာခဲ့လို့ Generation Set Power ပြည်သူ့ကာကွယ်ရေးပြကြားတပ်ဖွဲ့ကပြောတယ်အခြေအနေကစစ်ကောင်စီအထိနာဖို့ရတယ်ဒဏ်ရာရတွေကိုကားနဲ့တင်ကွာရှက်ပြီးတော့ဖြစ်ပြီးချင်းတပ်မ33ကနေခွေးကားရဲ့အကြောင်းတွေကိုတန်းဆင်လာတယ်ကျွန်တော်လက်နက်ကြီးပြင်းတွေကိုစစ်ကောင်စီဘက်ကလက်နက်ငယ်နဲ့ပြန်ဖြစ်တာအချိန်တော်ကြာပါတယ်တိုက်ခိုက်မှုပြီးစေအုပ်စုဘက်ကပြစ်ခတ်မှုတွေဆက်ရှိနေခဲ့ပေမဲ့တော်လိုင်းတပ်တွေအထိကမရှိပြန်လဲဆုံးခွာနိုင်ခဲ့တယ်ဆက်လက်ပြီးဘီလင်းမြို့နယ်ဝင်းပြန်ကြေးရနဲ့အလူလေးကြေးရကြား KNU နဲ့စစ်တပ်တိုက်ပွဲဖြစ်ပြီးစစ်တပ်ဘက်ကခမာ3တပ်ရင်မှုအပောင်ဝင်စစ်သားရေးတည်ဆုံမှုများပြားမွန်ပြည်နယ်ဘီလင်းမြို့နယ်ဝင်းပြန်ကြေးရနဲ့အလူလေးကြေးရကြားမှာတိုက်ပွဲဖြစ်ပြီးစစ်တပ်ဘက်ကခမာ3ဒုတပ်ရင်မှုအပောင်ဝင်စစ်သားများပြားထိခိုက်တည်ဆုံခဲ့ကြောင်း KNU စစ်ရေးသတင်းမြစ်ကပြောတယ်ဒီဇင်ဘာ31ရက်နေ့မနက်6:45မိနစ်ကဘီလွန်မြို့နယ်အလူလေးကြေးရဘက်ကိုကင်းလဲထွက်လာစစ်တပ်စစ်ကြောင်းကိုတော်လိုင်းဘွားတပ်ဖွဲ့တွေကမိုင်းလက်နက်ကြီးလက်နက်ငယ်နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာခါမ3တိုင်မှာဒုတိုင်မှုပေါင်းအများပြားတည်ဆောင်ကထိခိုက်တဲ့ရသူတွေရှိခဲ့ပါတယ်။
KNU တပ်မှတင်းနေမြေတွေမှာစစ်တပ်ကစစ်ကြောင်းထုဝင်လှုံ့ဆော်လာပြီးလက်နက်ကြီးနဲ့ပြည်သူနေထိုင်တဲ့နေရာတွေကိုပြစ်ခတ်ခြင်းလေကြောင်းတိုက်ခိုက်ခြင်းတွေကိုစစ်တပ်ကအရှက်ရောမြင့်လှုံ့ဆော်လာနေကြောင်း KNU စစ်ရေးမြစ်ထံကနေသိရပါတယ်။ဆက်လက်ပြီးကတာမြို့ပေါ်မှာပြည်သူတွေစစ်ပေးရှာတော်လိုင်းတပ်ကတော့ကောက်ခွင့်ပေးတော်လဲစစ်တပ်ကမြို့ပြင်လမ်းကြောင်းတွေမှာပြန်လည်ပိတ်ဆို့ပြီးပြည်သူတွေဒုက္ခရောက်နေတာစကိုင်းတိုင်းကတာမြို့ပေါ်ကပြည်သူတွေစစ်ပေးရှာတော်လိုင်းတပ်ကတော့ကောက်ခွင့်ပေးတော်လဲစစ်တပ်ကမြို့ပြင်လမ်းကြောင်းတွေမှာပြန်လည်ပိတ်ဆို့ပြီးပြည်သူတွေဒုက္ခရောက်နေတဲ့အကြောင်းစစ်ပေးရှာပြည်သူတွေကပြောတယ်။ကတာမြို့ပေါ်မှာတော်လိုင်းတပ်တွေကနေရာများစုကိုထိန်းချုပ်ထားပြီးမြို့ပေါ်မှာပြည်သူတွေကိုယနေ့မနက်ပိုင်းမှာစစ်ပေးရှာတော့ကောက်ခွင့်ပေးနေကြောင်းတို့ရရင်စစ်တပ်ကမြို့ပြင်ရှိမိုင်းနဲ့ဗရမ များဂိတ်တို့ကစောင့်ကြိုပြီးပြည်သူတွေကိုတားဆီးခြင်းငွေကြေးတောင်းခြင်းလူငယ်တွေကိုခေါ်ထားခြင်းလှုပ်ဆောင်နေကြပါတယ်။လက်တလောကတာမြို့ပေါ်မှာ KI PDF နဲ့တော်လိုင်းတပ်တွေရောက်ရှိပြီးစစ်တပ်ကကတာမြို့ကိုဒီဇင်ဘာ28ရက်နေ့ညပိုင်းကစပြီး KI နဲ့ PDF မှာမိတ်တော်လိုင်းတပ်တွေကမြို့သိမ်းတိုက်ပွဲဆင်နွှဲနေခြင်းဖြစ်ပြီးလက်ရှိမှာစစ်တပ်ကကင်စကန်တွေပါဝင်စကန်တချို့ကိုသိမ်းပိုက်ရရှိထားကြောင်းစစ်တပ်တခုတည်သောကမာ300ကိုပိတ်ဆို့တိုက်ခိုက်လျက်ရှိပြီးစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုကိုခံနေကြောင်းသိရပါတယ်။နားဆင်အားပေးကြတဲ့အတွက်ဒုဝင်ကျေးဇူးတင်ရှိပါတယ်ရှင်။